အိမ်မှာလည်းအားရန်နေနဲ့ထားလို့ရမယ်အပြင်သွားရင်လည်းတည်သွားလို့ရမယ်81နဲ့ Eco Flow တွေက Portable Power Station လေးကိုဒီနေ့မမေကပြတ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုမိတ်ဆက်ပေးသွားမယ်81နဲ့က Power Station ကတော့ Lithium battery မျိုးစားဖြစ်ပြီးတော့ battery capacity ကလည်း 12.6 volt 80 amp hour နဲ့မလို့ battery အားများများလည်းတိုးလောင်လို့ရပါမယ်ရှင်ဝါအပြင်ဆိုရင်လည်း1000 watt အထိခန်းနိုင်ရှိအောင်မလို့ဖုန်း laptop wifi ဆက်တွေဒါမှမကပဲပန်ကား TV နဲ့မီးသီးတွေပါအသုံးပြုလို့ရပါမယ်ပန်ကားနဲ့ TV တွေကိုဓာတ်ရိုက်ထိုးအသုံးပြုလို့ရမယ် AC output 2ပေါက်ပါပါမယ်ရှင်USB output ဆိုရင်လည်း2ပေါက်ပါပြီးဖုန်းနဲ့ laptop တွေကိုအားသွင်းလို့ရပါမယ် Type C output ဆိုရင်လည်း2ပေါက်ပါတဲ့အတွက်အခြား Type C နဲ့အားသွင်းလို့ရတဲ့ဖုန်းတွေ laptop တွေကိုအားသွင်းလို့ရပါမယ်Solar charging box ပါဝင်တဲ့အတွက်ကြောင့် solar ပြားနဲ့လည်းအားသွင်းလို့ရပါမယ်ကားသုံးလျှက်စစ်ပစ္စည်းလေးဖြစ်တဲ့ပန်ကားအသေးစားလေးတွေကားဖုန်းဆော်ဆက်အသေးစားလေးတွေကိုလည်းချိတ်ဆက်အသုံးပြုလို့ရမယ်တွဲဖို့အောက်ဖို့ပေါက်တစ်ပေါက်ပါဝင်ပါမယ်ရှင်တွဲဖို့အောက်ဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့တွဲဖို့ရတဲ့ air cooler တွေနဲ့ပါချိတ်ဆက်အသုံးပြုလို့ရပါမယ်ရှင်ပန်ကားတစ်လုံးနဲ့ LED မီဒီတစ်လုံးပဲအသုံးပြုမယ်ဆိုလို့ရှိရင်လည်း14နာရီကနေပြီးတော့16နာရီအထိတောင်အသုံးခံမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ပြောပြပေးမယ်လူတိုင်းသိထားပြီးသားနာမည်ကျော် brand တစ်ခုဖြစ်တဲ့ Eco Flow River 2 Pro Power Station နဲ့မိတ်ဆက်ပေးသွားပါမယ်ရှင်သူ့ရဲ့ဘက်ထရီက Lithium Iron Phosphate ဘက်ထရီမျိုးစားကိုအသုံးပြုပေးထားပြီး capacity အနေနဲ့ကလည်း968 watt အထိခန့်နိုင်ရှိပါမယ်ရှင်ပုံမှန်အသုံးပြုနေကြပစ္စည်းတွေဆို800 watt အထိအသုံးပြုနိုင်ပြီးအားဆွဲတာများတဲ့ပစ္စည်းတွေဆို1600 watt အထိခန့်နိုင်ရှိပါရဲ့ရှင်သူ့ရဲ့အားသာချက်က extreme fast charging ပါတဲ့အတွက်ကြောင့်မလို့သူ့ကိုအားပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းအားဝင်တာရဲမြင့်ပါတယ်ရှင်သူ့မှာပါတဲ့ plug ပေါက်တွေကတော့ပန်ကား TV laptop နဲ့အခြားလျှက်စစ်ပစ္စည်းအသေးစားလေးတွေကိုတိုက်ရိုက်အသုံးပြုဖို့ AC output 3ပေါက်ပါမယ်ရှင်USB-A ပို့ကလည်း3ပေါက်ပါဝင်ပါမယ်ရှင် USB-C ပို့တစ်ပေါက် USB-C ပို့ကတော့အားသွင်းမြန်စနစ်ပါလို့ iPhone နဲ့ Samsung ဖုန်းတွေကို adapter မလိုပဲနဲ့ကြိုးတိုက်ရိုက်နဲ့အားသွင်းလို့ရပါမယ်ရှင် DC output 2ပေါက်နဲ့ Secret lighter output တစ်ပေါက်ပါမယ်ရှင်ဒီ power station လေးကိုပန်ကာနဲ့မီးသီးပဲအသုံးပြုမယ်ဆိုလို့ရှိရင်လည်း10နာရီကနေပြီးတော့12နာရီဝန်းကျင်အထိ AC အသုံးပြုလို့ရပါတယ်ရှင်သူ့ကိုအားပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းလျှက်စစ်မီးဒါမှမဟုတ်ဆိုလာပြားနဲ့ပါအလွယ်တကူအားသွင်းလို့ရသလိုကား Secret lighter နဲ့ပါအားသွင်းလို့ရမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဘာနဲ့မှမတူတဲ့ထူးခြားချက်ကတော့ဖုန်းထဲမှာ application ထည့်ပြီးတော့မီးအားဘယ်လောက်သုံးနေတယ်ဘယ်နှနာရီဆက်အသုံးပြုလို့ရရမယ်ဆိုတာကိုအချိန်နဲ့တပြေးညီတွက်ပြပေးလို့ဖုန်းထဲကနေလည်းကြည့်လို့ရပါမယ်ရှင်အခုပြပေးသွားတဲ့ power station လေးတွေကိုဝယ်ယူဖို့စိတ်ဝင်စားရဆိုရင်တော့မမေတို့ရဲ့ A1 Mobile Electronics ဆိုင်မှာလာရောက်ဝယ်ယူအားပေးလို့ရနေပြီဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်